မင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံလုံးဆိုင်ရာသူသက်ဆုံတဲ့ဗုဒ္ဓဝင်အဖွဲ့ရဲ့ OMR စနစ်နဲ့ဖြည့်တဲ့ answer paper ပေါ်မှာခုံနံပါတ်တွေကိုရွေးချယ်ပုံရွေးချယ်နည်းတွေကိုပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့ခုံအမှတ် ST 3939393984R ရွေးချယ်ပုံရွေးချယ်နည်းကိုပြသပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးရှေ့ဆုံး39အတွက်ပထမဆုံးကောလမ်မှာရှိတဲ့39နေရာမှာဖြည့်သွင်းသွားမှာဖြစ်ပါတယ်ဆက်လက်ပြီးဒုတိယ39အတွက်ဒုတိယမြောက်ကောလမ်ရဲ့39နေရာမှာထပ်မံဖြည့်သွင်းပြီးတော့မှာဖြစ်ပါတယ်တတိယ39အတွက်တတိယကောလမ်ရဲ့39နေရာမှာစတုထမြောက်39အတွက်စတုထမြောက်ကောလမ်ရဲ့39နေရာမှာထပ်မံဖြည့်သွင်းပြီးတော့မှာဖြစ်ပါတယ်အခုဆက်ပြီးတော့ပစ္စမ39အတွက်ပစ္စမမြောက်ကောလမ်ရဲ့39နေရာမှာထပ်မံဖြည့်သွင်းပြီးတော့မှာဖြစ်ပါတယ်အခုတစ်ခါစထမမြောက်နေရာမှာကကိန်းဂဏန်း10ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့စထမမြောက်ကောလမ်ရဲ့နံပါတ်10နေရာကိုတွားကရေးချယ်ဖြစ်သွင်းပေးရမှာဖြစ်ပါတယ်အခုနောက်ဆုံးတသမမြောက်နေရာမှာရှိတဲ့ကိန်းဂဏန်းကနံပါတ်4ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့တသမမြောက်ကောလမ်ရဲ့နံပါတ်4နေရာမှာတွားရောက်ဖြစ်သွင်းပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့ကိုပိုင်အမှတ်331359ရဲ့ဖြစ်သွင်းတဲ့ပုံစံတွေကိုပြသပေးထားတာဖြစ်ပါတယ်ခင်ဗျာသူတို့သက်ဆိုင်ရာကိန်းဂဏန်းတွေအလိုက်သက်ဆိုင်ရာကောလမ်တွေမှာတွားရောက်ခါဖြည့်သွင်းပေးရမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျောင်းသူကျောင်းသားအပေါင်းအောင်မြင်စွာနဲ့ဖြည့်ဆည်းပူဇော်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ